တစ်ခုကကျတော့ IG ပေါ့နော် IG ရာနေပြီးတော့အရင်တော့ကလေတက်တက်ရအစီပေးထားတယ်တက်တက်ရလုံးဝအစီပေးထားတယ်နော်အဲ့ဒီဟာနေပြီးတော့တက်တက်မလုပ်တော့တက်တက်ရစားပေါ့နော်နောက်ဝင်တာဖြစ်တဲ့အတွက်ကြောင့်အခြားရွာရင်လည်းပုံမှန်စီစဉ်တက်စားဖို့ဒီနေ့ဒီရအဲဒီနေ့ရနေပြီးပြရလုပ်မယ်ပေါ့နော်အဲ့ဒါလေးကိုပြန်လုပ်ထားတယ်နော်အဲ့ဒါလေးလည်းကျွန်တော်ပုံပြအောင်အစီအစဉ်ရှိတယ်ဆိုတော့ဒီပေါ့နော် ผมเลยขอ တက် แล้ว လုပ်မယ်ရတယ် ready okay 1 2 3ဆက်မိမိဒီဘက်မကြည့် တက်လုပ်ခွင့်မရှိဘူးဆိုတော့ကွာအခြားရွာတွေနဲ့ညီမအခြားရွာတွေမှာကြာလေအပြင်ของเนี่ย အပြင်ကြီးကြီးခေါ်လေအဲဒီအဟောင်းကိုပဲပုံအောင်မှာအရင်ကစားပြီးတယ်နော်အဲကြောင့်ဒီလိုဆရာတက်တပါသေးပေါ့နော်ဒါလို့ခြေရွာကို3ယောက်ပဲတတ်မှတ်ထားဖြစ်တဲ့အကြောင်းအဖေအဟောင်းဦးစားပြီးလိုက်တယ်ပုံဝင်အောင်လုံးမဲ့လို့ရှိတဲ့အတွက်ကြောင့်မလို့အဖေအဟောင်းဦးစားပြီးလိုက်တယ် ဒီကလည်းပြောလို့ရတယ် နော်အဲ့ဒါလေးကိုချက်ပြီးပြောပြပေါ့နော်ရေးကြည့်တယ်နော်ဘုရားအဲ့ဒါတို့ဟာကျွန်တော်တို့လေတော့ဆေးရုံဖြုတ်ပြီးတော့ပြန်နန်းပြီးရတယ်5ခုပြီးပါပြီပြန်နန်းနေကိုဆွမ်းနေရပါအဲ့ဒီနန်းရဲ့မက်ဆေ့မှာပြောကြည့်ပါလားပေးရပထမကဒီနန်းတဲ့ဖြစ်ကဟာပြဆက်ဟာပြဆက်ပေါ့ဟိုနေအဟာပြေဝအောင်စားတဲ့လူနဲ့မပြီးမဝစားတဲ့မိသားစုနဲ့ခွာချချက်ပေါ့ခွာချချက်ပေါ့ဒီတရားကလူတိုက်မိခင်နဲ့ပုံဆောင်မိခင်အကြောင်းတတရားက2နှစ်အောက်6လမှ2နှစ်အောက်ပြည်ဆက်စာကျွေးရင်းတင်